ရှိတော့မှကြိုးပေးပြီးဆောက်ရှောက်ကြပါလို့သမီးလေးဝန်လည်းကနေဒီလိုချစ်တဲ့ကာရဝပြုပြလိုက်ပါလေရှင်အမေများအားလုံးကိုဂုဏ်ပြုရင်းနဲ့ဒီလိုချစ်တဲ့ကာရဝပြုပါလေရှင်အရန်ကြိုက်တဲ့တချင်လေးပါရှင်လွန်ပြီးလဲပတ်မိလဲဘဝရဲ့နဲ့ကျင်းလို့မှာပြီလုံးလိုက်တဲ့အမေရဲ့အခုလိုပိုးလေးညို့မှာဖြစ်ရင်မဟုတ်မြည်ရည်တွေဆိုလို့မငိုမိအောင်ချိန်နေခါတာခံစားရတယ်လွန်နဲ့အချင်းရွှေဘုရုကြရမှာလူတန်းကြတဲ့အဖြစ်ရှင်လူမမိသားစုနဲ့တကွာကြွရောက်ရှိစားအားပေးကြတဲ့ပြည်သက်များအားလုံးမိဘများကိုသက်ရှိထိန်ရမှာကျေးဇူးဆက်နိုင်ကြပါစေလို့သမီးလေးဝန်ရည်ဒီသချီလေးနဲ့ကာရဝပြုကြတော့